တစ်နှစ်ကနေ2နှစ်အရွယ်ကလေးများအတွက်ဉာဏ်ရည်ဖွံ့ဖြိုးရေးကစားနည်းများကြွက်သားငယ်များနှင့်ကြွက်သားကြီးငယ်များသန်စွမ်းစေရန်ကစားနည်းကလေးလေးတွေရဲ့ကြွက်သားငယ်လေးတွေနဲ့ကြွက်သားကြီးတွေကိုသန်စွမ်းစေဖို့အတွက်ကစားရမယ့်ကစားနည်းလေးတွေကိုပြောပြသွားပေးပါမယ်။ဘူစီပေါင်းကိုကလေးမမိတမီနေရာမှာချိတ်ထားပါ။ဘူစီပေါင်းကိုထိအောင်လို့ကလေးကိုခုန်ပြီးတော့လက်နဲ့ထိခိုင်းတဲ့ကစားနည်းကိုကစားခိုင်းရပါမယ်။နောက်ကစားနည်းတစ်ခုကတော့လူကြီးတစ်ယောက်ကလက်နှစ်ဖက်ကိုထောက်ခြေထောက်ကိုကွေးပြီးတော့တရားလိုနေရပါမယ်။အဲ့တရားအောက်ကနေကလေးကိုဝင်းရထိုးပြီးဖြတ်သွားခိုင်းတဲ့ကစားနည်းကိုကစားခိုင်းရပါမယ်။ဒီကစားနည်းကတော့ကလေးရဲ့လက်မှာရှိရဲ့ကြွက်သားကြီးတွေပေါင်နေခြေထောက်တွေမှာရှိရဲ့ကြွက်သားကြီးတွေကိုတတ်မအောင်လို့ကစားခိုင်းတဲ့ကစားနည်းပဲဖြစ်ပါတယ်။ကလေးအာယုံစုဆိုင်မှုအားကောင်းစေရန်ကစားနည်းဂျုံလုံးလေးတွေကိုတစ်လုံးပြီးတစ်လုံးတင်ခိုင်းတဲ့ကစားနည်းစတစ်ကာလေးတွေခွာခိုင်းတဲ့ကစားနည်းစာအုပ်ကလေးကိုလှန်ပြီးကလေးကိုဖတ်ပြတဲ့အချိန်မှာစာအုပ်ကိုမဖတ်ပြဘဲနဲ့ပုံကိုကြည့်ခိုင်းပြီးလေရင်မြန်ကြီးကဗမာလေးကြောင်ကဗမာလေးစသဖြင့်ကလေးကိုမေးတဲ့ကစားနည်းမျိုးကိုကစားပေးရပါမယ်စာအုပ်ထဲကပုံကိုကြည့်ပြီးကလေးကိုလိုက်ရှာခိုင်းတဲ့ကစားနည်းပါအယောင်လေးတွေသိအောင်သင်အဝိုင်းရောင်စုံစက္ကူလေးတွေကိုစက္ကူနဲ့ညှက်ပြီးတော့ကျမ်းပေါ်မှာတိတ်နဲ့ကတ်ထားပါအနီဝိုင်းဆိုရင်အနီဝိုင်းစီအပြာဝိုင်းဆိုအပြာဝိုင်းစသဖြင့်လူကြီးကပြောတဲ့အကြောင်းတိုင်းတဝိုင်းပြီးတဝိုင်းကလေးကိုခုန်ခိုင်းရမယ့်ကစားနည်းပဲဖြစ်ပါတယ်ဘာသာစကားစွန့်ရည်နဲ့စိတ်ကူးစိတ်တန်းအတွက်ဆက်ရွက်အကြီးကြီးတစ်ရွက်ကိုကျက်မြင့်ပေါ်မှာချထားပါကလေးနဲ့တူတူရောင်စုံဖျောင်းတောက်ယူပြီးပုံပြောတိုင်းကစားနည်းရဲ့ပုံပြောတိုင်းကစားတဲ့ကစားနည်းကိုကစားရမှာဖြစ်ပါတယ်တင်ချစွမ်းရည်အတွက်ကိုခန္ဓာမှာရှိတဲ့အရာတွေကိုရေတွက်တဲ့ကစားနည်းကိုကစားခိုင်းရပါမယ်။ဥပမာမျက်စိဆိုရင်နှလုံးနှာခေါင်းဆိုရင်တစ်ခုပါးစပ်ဆိုရင်တစ်ပေါက်လည်ပင်းဆိုရင်တစ်ခုလက်ဆိုရင်နှစ်ဖက်ခြေထောက်ဆိုရင်နှစ်ဖက်စသဖြင့်ပါမိသားစုကစားနည်းဒီကစားနည်းကတော့မေမေနဲ့ဖေဖေကစောင်းလေးနှစ်ဖက်ကိုနှစ်ဖက်ဆုံးကနေကင်ထားရပါမယ်။အဲ့ဒီဆောင်ကြီးကကောင်းကင်ကြီးဖြစ်ကြောင်းကလေးတွေကိုပြောပါမေမေကနေပါဇက်ကတချင်းဆိုပါတချင်းရက်သွားပြီဆိုတာနဲ့ကလေးတွေကစောင်းအောက်ကောင်းကင်အောက်ကိုပြေးဝင်ရမယ်ကစားနည်းပါစောင်းအောက်ထင်းကိုတချင်းစုပ်နာနဲ့အချိန်မီရောက်နိုင်မှုဘယ်သူကအရင်ရောက်တယ်လဲဆိုတာကိုပြိုင်ခိုင်းတဲ့ပုံစံမျိုးနဲ့ကစားလို့ရပါတယ်ဒီကစားနည်းကတော့ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုနဲ့အတူတူကစားလို့ရတဲ့ကစားနည်းတွေပဲဖြစ်ပါလိမ့်ရှင်။တစ်နှစ်မှ2နှစ်အရွယ်ကလေးလေးတွေရဲ့ကြွက်သားကြီးငယ်လေးတွေတန်ဆွမ်းအောင်သင်္ချာစွမ်းရည်လေးတွေတိုးတက်အောင်ကလေးလေးနဲ့အတူတူလွယ်လွယ်ကူကူကစားလို့ရတဲ့ကစားနည်းလေးဖြစ်တာမလို့မိဘများကစားပေးကြပါအောင်ရှင်။